ဒီခွေးကလေးဟာဒေါက်တာအီဘယ်ပြုလုပ်ထားတဲ့ဆေးရည်တစ်ခုကိုမတော်တဆခွဲမိလိုက်တယ်ဒါပေမဲ့ခွေးကလေးမှာမော်စွမ်းတွေရရှိသွားမယ်ဆိုတာကိုဆရာဝန်ကမသိခဲ့ဘူးဒေါက်တာအီဘယ်ကတခွဲခန်းကိုလော့ချပြီးသူ့ကိုဖမ်းဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ခွေးကလေးကလစ်ကနေ10မီတာထူတဲ့တံမဏိပြားကြီးကိုခုန်ကျော်ပြီးထွက်ပြေးမယ်လို့သူမမျှော်လင့်ခဲ့ဘူးအဲ့ဒီနောက်မှာတော့ခွေးကလေးဟာတကောင်လဲဖြစ်သွားပြီးစားလောင်နေတယ်သူအမိုက်ပုံးထဲမှာအစားအစာဆရှာတယ်ဒီနယ်မြေဟာလမ်းဘေးခွေး3ကောင်ပိုင်နေဆိုတာကိုသူမသိခဲ့ဘူးဒီအချိန်မှာခွေးကလေးကသူ့ရဲ့စူပါပါဝါတွေကိုမသိသေးတာကြောင့်ထွက်ပြေးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလာနေတဲ့ကားတစ်စီးကသူ့ကိုဝင်တိုက်မိတယ်ရင်မောင်းကဆင်းလာပြီးခွေးကလေးကိုစစ်ဆေးကြည့်တော့ဘာမှမဖြစ်ဘူးဆိုတာတွေးလိုက်ရတယ်ခွေးကလေးရဲ့ချစ်စပွဲကောင်းမှုနဲ့အပြစ်ကင်းစင်မှုကိုမြင်တော့ရင်မောင်းကသူ့ကိုအိမ်ခေါ်သွားပြီးမွေးစားဖို့ဆုံးဖြတ်လိုက်တဲ့ကားမှာတိုက်မိတဲ့ဒဏ်ရာကြောင့်ကြီးမားတဲ့ချိုင်းခွက်ကြီးဖြစ်သွားတာကိုရင်မောင်းကသတိမထားမိခဲ့ဘူးနောက်နေ့မှာခွေးကလေးကခွေးစာနန့်ကိုပျော်ပျော်ရွှင်ရွှင်လိုက်ရှာပြီးစီတုဘူးခွန်တပုံးကိုတွေးလိုက်တယ်ဒါပေမဲ့ပထမဆုံးတကိုက်စကိုက်လိုက်တဲ့အခါစီတုဘူးတွေဟာနှစ်ဖက်လုံးကွဲထွက်သွားပြီးအစာတွေကနယံတစ်ခုလုံးပေးပွားကုန်တဲ့သူ့ရဲ့တခင်အစ်စ်ကစိတ်ဆိုးပြီးသူ့ကိုအိမ်ကနေမောင်းထုတ်လိုက်မယ်လို့သူထင်လိုက်တယ်ဒါကြောင့်သူရှုပ်ပွားနေတာတွေကိုစတင်တန်ရှင်းရေးလုပ်တော့တယ်အဲ့ဒီအချိန်မှာပဲစာဖို့သမားတစ်ယောက်အိမ်ကိုရောက်လာတယ်စူညံတန်ကိုကြားတော့ခွေးကလေးကပြတင်းပေါက်ကနေချောင်းကြည့်ပြီးဟောင်လိုက်တယ်ဒါပေမဲ့စာဖို့သမားကသူ့ကိုစလိုက်တယ်ခွေးကလေးကကြဲကြဲလောင်လောင်ဟောင်လိုက်ရပြတင်းပေါက်မှန်နဲ့စာဖို့သမားရဲ့မျက်မှန်ကိုပါကွဲသွားစေတယ်ကြောက်လန့်သွားတဲ့စာဖို့သမားဟာထွက်ပြေးသွားတယ်စာဖို့သမားထွက်သွားပြီးနောက်ခွေးကလေးလက်ကြည့်လိုက်တော့ဆိုဖာအောက်မှာတင်းနှစ်ဘောလုံးတစ်လုံးကိုတွေ့လိုက်တယ်သူအဲ့ဒါကိုဖမ်းဖို့ပြေးသွားပေမဲ့မတော်တဆဆိုဖာတစ်လုံးလုံးကိုမတင်လိုက်မိတယ်ခဏကြာမှသူ့တခင်ဖြစ်သူချက်အိမ်ပြန်ရောက်လာတယ်ဒီမြင်ကွင်းကသူ့ကိုအံ့အားသင့်စေပြီးအိမ်ဖောက်ထွင်းခံရပြီလို့ထင်လိုက်တယ်အဲ့ဒီနောက်မှာခွေးကလေးကဒီအရာအလုံးကိုလုတ်ခဲ့တာပါလို့ပြောတဲ့အတန်တန်ကိုသူကြားလိုက်ရတယ်ဂျက်အံ့ဩသွားတယ်အိမ်ထဲမှာဘယ်သူမှမရှိဘူးဘယ်သူပြောတာလဲဂျက်ကခွေးကလေးကိုစနောက်တဲ့အနေနဲ့မင်းပြောနေတာလားလို့မေးလိုက်တယ်ခွေးကလေးပြန်ဖြေလိုက်တဲ့အခါနှစ်ယောက်စလုံးကြောင်သွားကြတယ်သူတို့တယောက်နဲ့တယောက်စကားပြောတာနားလည်နိုင်တယ်ဆိုတာကိုမယုံနိုင်ကြဘူးအဲ့ဒီနောက်ဂျက်ကခွေးကလေးကိုတပီနဲ့သွားတွေ့ဖို့ခေါ်သွားပေမဲ့သူမကခွေးမလေးတစ်ကောင်ကိုခေါ်လာလိုက်မယ်လို့မမျှော်လင့်ခဲ့ဘူးခွေးကလေးကခွေးမလေးကိုမြင်တာနဲ့ချစ်မိသွားတယ်ပြီးတော့သူ့ရဲ့ပါဝါတွေကိုစပြတော့တယ်ဂျက်ကဒါကိုမြင်ပြီးအံ့အားသင့်နေတယ်တခြားသူတွေမမြင်အောင်ဂျက်ကခွေးကလေးကိုထွက်သွားဖို့ပြောလိုက်တယ်ပြီးတော့ခွေးကလေးကိုတခြားဘာပါဝါတွေရှိသေးလဲလို့မေးလိုက်တယ်ခွေးကလေးကချက်ချင်းသူ့ကိုယ်သူစမ်းသက်ကြည့်လိုက်တော့သူ့အဝေးကိုမြင်နိုင်ုံသာမကအဝေးကအတန်တွေကိုပါကြားနိုင်တယ်ဆိုတာကိုသိလိုက်ရတယ်ရုတ်တရက်ဓာတ်ပြီးအကူအညီတောင်းနေတဲ့အတန်ကိုသူကြားလိုက်တယ်မစင်စားတော့ပဲခွေးကလေးဟာမြို့လမ်းမတွေတိုင်းပြေးလွှားသွားတယ်သူပြေးနေရင်ပြန်တန်းနေတယ်ဆိုတာကိုတော့သတိမထားမိလိုက်ဘူး